Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုဆိုင် Chelsea လာ YouTube Channel နဲ့ Facebook Page ဒီမှာနေ့စဉ် Chelsea သတင်းအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့စိုင်းထုံးအောင်ခံပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဆွေးနွေးသုံးသပ်သွားမယ့်စိတ်ဝင်စားစရာနောက်ဆုံးရ Chelsea သတင်းအကြောင်းအရာလေးတွေကတော့ Chelsea တင်းထံပြောင်းရွှေ့လာပြီဖြစ်တဲ့ Pat Chavarria, Enzo Fernandez, Malo Gusto, Lian Dillet တို့နဲ့ပတ်သက်နေတဲ့စိတ်ဝင်စားစရာ Chelsea သတင်းအကြောင်းအရာလေးတွေကိုတစုတစည်းတည်းဖော်ပြဆွေးနွေးသုံးသပ်ပြီးတော့မှာပဲဖြစ်ပါတယ်ကဲဒီတော့ဆက်လိုက်ကြရအောင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ Chelsea တင်းထံကိုပြောင်းရွှေ့ဖို့အလုံးစုံသဘောတူညီမှုရရှိသွားပြီဖြစ်တဲ့ Pat Chavarria ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့နာမည်ကျော်အားကစားသတင်းတောက်တို့ဖြစ်တဲ့ Fabrizio Romano ရဲ့ဖော်ပြချက်အရ Chelsea တင်းရ Rio Vallecano အသင်းထံမှာပေါ့နော်စပိန်ဘယ်နောက်ခံကစားသမားဖြစ်တဲ့ Pat Chavarria ကိုခေါ်ယူဖို့အတွက်အခြေခံပြောင်းရွှေ့ခြင်း Euro 19 သန်းအပလက်အပိုစုဆောင်ခြင်း Euro 2 သန်းနဲ့အလုံးစုံသဘောတူညီမှုရရှိသွားခဲ့ပြီပါပြီ။Pat Chavarria ဟာစိစမှုပြုလုပ်ဖို့အတွက်လေရင်နဲ့ထွက်ခွာတော့မှာဖြစ်ပြီးစာချုပ်လက်မှတ်ရေးထိုးမှုတွေကိုဒီနေ့ညနေမှာတရားဝင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ဒီသတင်းမှာကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Pat Chavarria လိုကစားသမားမျိုးကို Chelsea တင်းခေါ်ယူနိုင်ခဲ့တဲ့အပေါ်ကျွန်တော်တကယ်ကိုသဘောကျမိပါတယ်။ Pat Chavarria ဟာ Cucurella ရဲ့နေရာမှာအကောင်းဆုံးအစားထိုးနိုင်မယ့်ကစားသမားတဦးဆိုတာကတော့သိကြပါတယ်။ Pat Chavarria ဟာခန်းစစ်ပိုင်းကိုချစ်လေးယုံတွေမကပဲပေါ့နော်တိုက်စစ်ပိုင်းလိုက်ပါမှုဒီဖြတ်တင်မောတွေပေးပို့မှုတွေတိုက်စစ်ပိုင်းလိုက်ပါစီးနှင်းမှုတွေကအလွန်ကောင်းမွန်တဲ့ဒီခန်းစစ်တိုက်စစ်မျှတအောင်ကစားပေးနိုင်တဲ့အလွန်ကောင်းမွန်တဲ့ဘတ်စုံရဘယ်နောက်ခံကစားသမားမျိုးလည်းဖြစ်ပါတယ်နီးပြစားပြီးအလွန်ဆိုအနေနဲ့ကလည်းသူ့ရဲ့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့တက်ကြွကြွလိုက်ပါနိုင်တဲ့စတိုင်နဲ့ပေါ့နော်ခန်းစစ်ကစားဟန်ဒီတိုက်စစ်ပိုင်းကိုမြန်မြန်ဆန်ဆန်ကူးပြောင်းနိုင်တဲ့ကစားနိုင်တဲ့စွမ်းရည်တွေအကြောင်းပေါ့နော်Pat Chavarriaကိုသဘောကျပြီးတော့ဒီနွေရာသီမှာChavarriaကိုအဓိကပြစ်မှတ်အဖြစ်အရခေါ်ယူနိုင်ခဲ့တာလို့ကျွန်တော်အနေနဲ့ထင်မြင်သုံးသပ်မိပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့ Enzo Fernandez ရဲ့အနာဂတ်တော့စိတ်အေးလက်အေးရှိနေသေးတဲ့ Chelsea ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့အားကစားသတင်းတော့ဖြစ်တဲ့ Banjacot ရဲ့ဖော်ပြချက်အရ Chelsea တင်းဟာကွင်းလယ်ကစားသမားဖြစ်တဲ့ Enzo Fernandez ရဲ့အခြေအနေနဲ့ပတ်သက်လို့အေးအေးဆေးဆေးပဲရှိနေပါတယ်။ Enzo Fernandez တော့တရားဝင်ကမ်းလှမ်းမှုမျိုးမရှိသေးသလိုဒီရာသီမှာအသင်းမှာဆက်ရှိနေပါကလည်းစာချုပ်အသစ်အတွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။မကြသေးမီကမှထွက်ပေါ်ခဲ့တဲ့သတင်းအများစုဟာအခြေမြင့်မရှိတဲ့သတင်းလွှင့်မှုသာဖြစ်တယ်ဆိုပြီးတော့အသင်းတာဝန်ရှိဘက်ကယုံကြည်ထားတယ်ဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းမှာကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Enzo Fernandez ကိုဖြစ်နိုင်ရင်ကျွန်တော်တို့ Chelsea အသင်းမှာပဲဆက်ရှိစီခြင်းပါတယ်ဘာလို့လဲဆိုတော့ Enzo လိုဘောလုံးပေးပို့မှုကောင်းမွန်ပြီးကစားကွက်ကိုထိန်းချုပ်နိုင်တဲ့ကစားသမားမျိုးကအရန်ကိုရှားပါလို့ပဲဖြစ်ပါတယ်အခုလက်ရှိကစားထားတဲ့ခြေစမ်းပွဲ၃ပွဲစလုံးမှာလည်းအသင်းရဲ့ကွင်းလယ်ပိုင်းလိုအပ်ချက်ကိုတော်တော်လေးကြီးနေတာကိုမြင်တွေ့ခဲ့ရပါတယ်ကာစီရိုကကွင်းလယ်အဖြတ်ပိုင်းမှာစိတ်ချရပေမဲ့ Enzo Fernandez လိုဘောလုံးခွဲဝေပေးတာတွေပွဲရက်တန်ဖို့အတင်ချလုပ်တာတွေမှာအားနည်းသေးပါတယ်။ဒါ့အပြင် Lavia နဲ့ Asugo တို့ကလည်းထင်သလောက်ဖြစ်မလာသေးတာတွေကြောင့် Enzo Fernandez လိုကစားသမားမျိုးကိုအသင်းမှာရေရှည်ဆက်ရှိစေချင်တာပဲဖြစ်ပါတယ်။ဒါ့အပြင် Enzo Fernandez ဟာလာမယ့်အပတ်မှာ Chelsea အသင်းနဲ့တရားဝင်ပူးပေါင်းသွားမှာဖြစ်ပြီးစာချုပ်သစ်ကိစ္စကိုဆက်လက်ဆွေးနွေးသွားပွဲရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီးတတိယသတင်းတစ်ပုဒ်အနေနဲ့အပြောင်းရွှေ့မပိတ်မီ Malo Gusto ကိုရောင်းထုတ်ရန်စဉ်းစားနေတဲ့ Chelsea ဆိုတဲ့သတင်းအကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့ MNC Sport နဲ့ The Sun သတင်းဌာနတွေရဲ့ဖော်ပြချက်အရ Chelsea အသင်းဟာဒီနွေရာသီမှာအသစ်ခေါ်ယူထားတဲ့ Atalanta အသင်းရဲ့ညာနောက်ခံကစားသမားဖြစ်တဲ့ Marco Palestra ကိုခေါ်ယူခဲ့ပြီးတဲ့နောက်မှာ Malo Gusto အတွက်ကမ်းလှမ်းမှုတွေကိုလက်ခံစဉ်းစားဖို့အတွက်စတင်ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ Malo Gusto ကို Man City အသင်းနဲ့ PSG အသင်းတို့ကစောင့်ကြည့်နေကြပြီးတော့ Chelsea အသင်းဘက်ကပေါင်85သန်းအထိအလိုရှိနေရဆိုပြီးတော့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒီသတင်းပေါ်ကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင် Chelsea အသင်းအနေနဲ့ Malo Gusto ကိုရောင်းထုတ်မဲ့အစီအစဉ်ကိုကျွန်တော်သဘောကျမိပါတယ်။အသက်23နှစ်ပဲရှိသေးတယ်။သူ့ရဲ့လက်ရှိအသက်အရွယ်ပိုင်းနဲ့အသင်းကသတ်မှတ်ထားတဲ့ပေါင်85သန်းဆိုတဲ့ပြောင်းရွှေ့ကြီးပမာဏကအရန်ကိုကိုက်ညီမှုရှိပါတယ်။ Malo Gusto ဟာpotential မြင့်တဲ့ကစားသမားဖြစ်တာကြောင့်အခုလိုမျိုးသူ့ကိုလိုချင်တဲ့အသင်းရှိနေတုံးရောင်းချလိုက်တာကအသင်းရဲ့ဘန်နာရေးနဲ့လူစည်ရင်းပြန်လည်ပြင်ဆင်ရေးအတွက်အများကြီးတင်တော်တယ်လို့ထင်မြင်မိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Lian Dillet ကိုစောင့်ကြည့်နေကြတဲ့ Manchester United အသင်းနဲ့ Everton အသင်းဆိုတဲ့သတင်းကြောင်းအရာလေးပဲဖြစ်ပါတယ်။ဒီသတင်းကိုတော့ Banjacot ရဲ့ဖော်ပြချက်အရ Manchester United အသင်းနဲ့ Everton အသင်းတို့ဟာဒီနွေရာသီအပြောင်းရွှေ့မှာတိုက်စစ်မှုနေရာအတွက်ရွေးချယ်စရာစီးရင်ထဲမှာ Lian Dillet ကိုထည့်သွင်းစောင့်ကြည့်နေကြပါတယ်။ကလပ်တင်းချင်းကြားဆွေးနွေးမှုမရှိသေးပေမဲ့အဆိုပါအသက်23နှစ်အရွယ်တိုက်စစ်မှုအပေါ်စိတ်ဝင်စားမှုကဆက်လက်ရှိနေသေးဖြစ်ပါတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်
ဒီသတင်းမှာကျွန်တော်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်လီယန်ဒီလက်အနေနဲ့အခုချိန်ထိချယ်ဆီအသင်းမှာခြေစွမ်းမရုံးကန်နေရဆဲဖြစ်တယ်လို့နောက်ရာသီအသင်းမှာဆက်ရှိနေခဲ့ပြန်ရင်လည်းပွဲထွက်ခွင့်ရဖို့ကအတော်လေးခက်ခဲသွားနိုင်တာတွေကြောင့်အသင်းပြောင်းသင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မြင်မိပါတယ်။ Manchester United အသင်းကစိတ်ဝင်စားတယ်ဆိုတာကကျွန်တော်အနေနဲ့မအံ့ဩပြီပဲပေါ့နော်။လီယန်ဒီလက်အနေနဲ့လည်းသူ့ရဲ့ခြေစွမ်းပိုင်းတိုးတက်ဖို့အတွက် Manchester United လိုအသင်းကြီးမျိုးပြောင်းတာထက်ဆိုင်ရင်ပုံမှန်ပွဲကစားခွင့်ရရှိနိုင်မဲ့ Everton, Leeds United, Newcastle အသင်းတို့လိုအလဲလက်အသင်းတွေစီပြောင်းရွှေ့တာကပိုကောင်းမဲ့ရွေးချယ်မှုတစ်ခုဖြစ်မယ်လို့ထင်မြင်မိပါတယ်။ဟုတ်ကဲ့ပါဗျာဒီနေ့အတွက် Chelsea အသင်းရဲ့စိတ်လူစားစရာနောက်ဆုံးရသတင်းအနေနဲ့သုံးသက်ချက်တွေကတော့ဒီလောက်ပဲဖြစ်ပါတယ်။အပြောင်းအညီကိုတို့အနေနဲ့ကတော့ Melo Gusto, Dilet တို့ရဲ့အပြောင်းရွှေ့သတင်းတွေပေါ့ဘလို့အမြင်လေးတွေရှိကြလဲ။ Enzo Fernandez ကိုအသင်းမှာဆက်လက်ထိန်းထားခြင်းလားဆိုတာကိုယ့်ရဲ့အမြင်နဲ့ဖြစ်မြင်ယူဆချက်လေးတွေကိုအောက်က comment box ထဲဝင်ရောက်ဆွေးနွေးရေးသားပေးခဲ့ကြပါအောင်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးရဲ့ညီကိုတဦးတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။